အားလုံးပဲမင်္ဂလာပါမက်စလာ3ရက်နေ့ကနေပြီးတော့မက်စလာ17ရက်နေ့အတွင်းဂျာသာဘေးသားသမီးတွေအတွက်ပေါ်စတန်ဖြစ်ပါတယ်ဂျာသာဘေးသားသမီးကဒီရက်တွေထဲမှာဆုံးဖြတ်ခဲ့တဲ့ကိစ္စတွေစိတ်နှခွဖြစ်စရာကိစ္စတွေကြုံလာရတတ်ပါတယ်တဆူထိုးလို့ရင်အမားတွေကြုံရတတ်တဲ့အချိန်မျိုးပါပဲကာလမျိုးပါပဲပေါ့နော်တိုင်တိုင်ပင်လုံးတဲ့အချိန်ပေါ့ဗျာပြောရမယ်ဆိုရင်တော့သူတစ်ပါးကိုကူညီရတဲ့အလုပ်တွေနဲ့မနာရအောင်ဖြစ်နေတတ်တယ်အလုပ်တွေတအားလုပ်ပြီးတော့ငွေကြေးတွေကျက်နေတာမျိုးတွေဖြစ်တတ်တယ်ကိုလုပ်တွေဘယ်လောက်လုပ်ထင်သလောက်မရတာမျိုးတွေပေါ့နော်ကိုကမှန်းထားတယ်ဒါပေမဲ့အဲ့လောက်ကြီးရမလားပေါ့အလုပ်ကတော့တအားလုပ်နေရတာမျိုးတွေအဲ့လိုမျိုးဖြစ်တယ်ပြောရမယ်ဆိုနာမည်ကြီးထမင်းငတ်ဆိုတဲ့ game မျိုးပေါ့ဒီလို game မျိုးတော့ကြောက်ကြုံတာပေါ့ဘယ်လုပ်ငန်းပေါ်မှာကြီးမစားတဲ့နော်မစားတာအကောင်းဆုံးမစားသေးပါသေးအောင်မြေအမွေဖုံးပညာရေးဘာသာရေးနိုင်ငံခြားလျှက်စစ်ပစ္စည်းအထည်ထိဖက်လုပ်ငန်းတွေမှာတော့အကျိုးထူးမှာပဲအကျိုးထူးပါလိမ့်မယ်နော်ဒီလုပ်ငန်းတွေလုပ်မယ်ဆိုအကျိုးသိချက်ထူးပါလိမ့်မယ်နေရာကိစ္စအဆောက်အဦကိစ္စတွေတိုးလို့တန်းလန်းနေဖြစ်နေတယ်ဒီတစ်ပတ်ကိုနော်တိုးလို့တန်းလန်းနေဖြစ်နေတယ်အစင်မပြေဖြစ်နေတယ်စာရွက်စာတမ်းစက်တူစာချုပ်ကိစ္စတွေအတွက်ကိုတော့စိတ်ရှုပ်ရတတ်ပါတယ်နောက်ချက်တော့တို့ခါတို့အစာမဆေးမဖြစ်တာသွားဒုက္ခပဲချက်တော့မှအနေဖြစ်တာသွားကြိုက်တာသွားနာတာအစာမဆေးမဖြစ်တာနော်စသဖြင့်ပေါ့နော်သွေးနဲ့ပတ်သက်တာပြီးတော့နော်သွေးသားနဲ့ပတ်သက်တာတွေတတိပြုတဲ့နဲ့ကာလမျိုးပါပဲချစ်သူကြီးသားတွေအိမ်တော်ရှင်တွေအနေနဲ့ကတော့ခွဲခွာနေရတာခွဲခွာနေရတာမျိုးနော်ခဏတစ်ပြုတ်ခွဲနေရတာနောက်ဘေးရန်အနှောက်အယှက်တွေကြုံရတတ်ပါတယ်နော်အကြားလူဝင်နှောက်ယှက်တာမျိုးတွေပေါ့နော်ဒါမှမဟုတ်လေကိတ္တခဏတယောက်နဲ့တယောက်ခရီးသွေးသွားလို့ခွဲခွာနေရတာမျိုးတွေကြုံရတတ်တယ်ကံကောင်းစီတဲ့နံပါတ်တွေကတော့ငါးတို့ခွန်တို့နော်ငါးနဲ့ပတ်သက်တာခွန်နဲ့ပတ်သက်တာပေါ့နော်ငါးအစာခွန်အစုံတို့စသဖြင့်ဒီနံပါတ်တွေကထီလက်မှတ်တွေကိုရှာပြီးထိုးတင်တာမျိုးဖြစ်ပါတယ်နော်အဲ့တော့ဒီတပတ်ထဲမှာဂျာသာဘေးသားသမီးတွေအတွက်အញ្ញံ့ခိုက်တွေပြီးတော့ပြီးကောင်းကျိုးချမ်းသာတွေရရှိလာစေဖို့ဖျားစီတီတဆူဆူရဲ့စနေတောင်းမှာထီးဖြူ12လက်သွားလှူပြီးတော့နော်လိုရာဆူတောင်းလိုက်ပါဒါဆိုရင်တော့မိမိမှာရှိတဲ့အញ្ញံ့ခိုက်တွေပြီးတော့ပြီးကောင်းကျိုးချမ်းသာတွေရရှိလာပါလိမ့်မယ်ခင်ဗျာအဲ့တော့အញ្ញံ့ခိုက်တွေပြီးတော့ပြီးအမြန်ဆုံးကောင်းကျိုးချမ်းသာရရှိပါစေလို့ကျွန်တော်ကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ